မင်္ဂလာပါရှင်ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းရဲ့အစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မြမိုးထပ်ပါတင်ဆက်ပေးခြင်းတဲ့သတင်းရဲ့အကြောင်းအရာတွေကတော့ဒေါ်လာ42တန်းတန်ဖိုးရှိစံတဲ့စပွဲတန်ချိန်3,300ကျော်တင်ပို့ထားဆိုတဲ့သတင်းMFA Variety U50D ရန်ကုန်ဆုံးပြိုင်ပွဲအတွက် Biometric Registration System စနစ်ကိုပထမဆုံးစတင်ကျင့်သုံးဆိုတဲ့သတင်း73စီဈေးအားလုံးကျဆင်းဆိုတဲ့သတင်းနိုင်နဂါသတင်းပုံအနေနဲ့2026ကမ္ဘာဖလားအကျိုးပီရူးတို့၏ဘောလုံးစတေကာများစုဆောင်းလဲလှယ်ခြင်းတလေဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုံအနေနဲ့ဒေါ်လာ42တန်းတန်ဖိုးရှိစံတဲ့စကွဲတန်ချိန်3,300ကျော်တင်ပို့ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2026-2029ဘဏ္ဍာနှစ်စာဖြစ်တဲ့မေလတလတာတွင်ပြည်ပနိုင်ငံတွေကိုအမေရိကန်ဒေါ်လာ42တန်းတန်ဖိုးရှိတဲ့စံတဲ့စကွဲတန်ချိန်3,300ကျော်တင်ပို့ထားတယ်လို့မြန်မာနိုင်ငံစံစပါးအသင်းချုပ်ကသိရပါတယ်။အဲဒီလိုတင်ပို့ရှာမှာမေလတွင်စံတဲ့စကွဲပို့ကုန်ကုမ္ပဏီ42ခုကနေစံတဲ့စကွဲတန်ချိန်3,36,262တန်းကိုတင်ပို့နိုင်ခဲ့တယ်လို့ဆိုပါတယ်။မြန်မာစံတဲ့စကွဲကိုပြည်ပနိုင်ငံများသို့တင်ပို့ရှာမှာပင်လယ်ရေချောင်းကသာတင်ပို့ခဲ့တာဖြစ်ပြီးစုစုပေါင်းစံတန်ချိန်9,858တန်းနဲ့စကွဲတန်ချိန်9,8,404တန်းကိုတင်ပို့နိုင်ခဲ့တယ်လို့ဆိုပါတယ်။မေလာတွင်ပြည်ပသို့စံတင်ပို့ရှာမှာဖိလစ်ပိုင်နိုင်ငံသို့တန်ချိန်23,990နဲ့အများဆုံးတင်ပို့နိုင်ခဲ့ပြီးပိုလန်၊စပိန်၊တရုတ်နိုင်ငံများအပါအဝင်စုစုပေါင်း26နိုင်ငံကိုတင်ပို့ခဲ့တယ်လို့စာရင်းတွေရသိရပါတယ်။စကွဲကိုလည်းတရုတ်နိုင်ငံသို့4,689တန်းနဲ့အများဆုံးတင်ပို့ထားကဘယ်လ်ဂျီယံ၊နယ်သာလန်၊ပိုလန်၊စပိန်၊အီတလီနိုင်ငံများအပါအဝင်စုစုပေါင်းနိုင်ငံပေါင်း12နိုင်ငံကိုတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ MFA Variety U50D ရန်ကုန်ဆုံးပြိုင်ပွဲအတွက် Biometric Registration System စနစ်ကိုပထမဆုံးစတင်ကျင့်သုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကကြီးမှုကျင်းပမဲ့ MFA Variety U50 လီရန်ကုန်ဆုံးပြိုင်ပွဲအတွက်အသင်းတွေရဲ့ကစားသမားတွေကိုဇွန်လ4ရက်နဲ့5ရက်မှာတူဝနာဘောလုံးခွင်ရတွင်အသက်စစ်ဆေးမှုတွေပြုလုပ်ရာမှာ Biometric Registration System စနစ်ကိုလည်းပထမဆုံးစတင်ကျင့်သုံးနေတယ်လို့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကအတည်ပြုထားပါတယ်။ပြိုင်ပွဲတန်ရှင်းမြတာစေဖို့နဲ့အသက်ကျော်ကစားသမားတွေမပေါင်းဝင်စေဖို့ရည်ရွယ်ပြီးအခုလိုစစ်ဆေးတာဖြစ်ပြီးဒီလိုစစ်ဆေးရာမှာ Electronic ID စနစ်ကိုအသုံးပြုထားပြီး Eye Scan ဖတ်တာလက်ပွေနှိပ်ပြီး Smart Card စစ်ဆေးတာမှတ်ပုံတင်တကောင်စင်းနဲ့မွေးစင်းတွေကိုဒေချာတိုက်ဆိုင်စစ်ဆေးတာတွေအပြင်စစ်ဆေးမှုတွေလည်းပူးတွဲလှုပ်ဆောင်နေတဲ့လို့ဆိုပါတယ်အခုနှင်ပြိုင်ပွဲရဲ့ထူးခြားချက်အနေနဲ့အသက်စစ်ဆေးပြီးအချက်လက်မှန်ကန်တဲ့ကစားသမားတွေရဲ့အတွက် Biometric Registration System စနစ်ကိုပထမဆုံးအကြိမ်စတင်ကျင့်သုံးနေတာဖြစ်ပြီး Biometric Registration System ဆိုတာကလူတစ်ယောက်ချင်းစီရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့လူမှန်မှတ်ပုံတင်တဲ့စနစ်ဖြစ်တဲ့လို့ဆိုပါတယ်ဒီစနစ်အတွက်ပြိုင်ပွဲဝင်မဲ့ကလပ်အသင်း20ရဲ့အချက်လက်တွေကိုကွန်ပျူတာဒေတာဘေးစနစ်ထဲမှာကြိုတင်ထည့်သွင်းထားပြီးဖြစ်ကအသက်စစ်ဆေးတဲ့နေရာမှာတင်ကစားသမားတဦးချင်းစီရဲ့လက်ပွေကိုပါစနစ်ထဲမှာတခါတည်းမှပုံတင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်အသက်စစ်ဆေးစဉ်ကတခြားတစ်ယောက်ပြိုင်ပွဲမှာတခြားတစ်ယောက်လာရောက်ကစားမဲ့လူစားလဲမှုမျိုးကိုလုံးဝလုံးလို့ရတော့မှာမဟုတ်တဲ့အပြင်အခုလိုလက်ပွေနှိပ်မှပုံတင်ထားတဲ့အတွက်ကစားသမားတွေရဲ့အချက်လက်တွေဟာစနစ်ထဲမှာအမြဲရှိနေမှာဖြစ်လို့နောက်အသက်အလိုက်ပြိုင်ပွဲတွေဆက်ကစားတဲ့အခါမှာလည်းတိုက်ဆိုင်စစ်ဆေးရလွယ်ကူသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီး73စီဈေးအားလုံးကျဆင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုတပတ်အတွက်73စီရှိညွန်ဈေးတွေမှာတလီတာကို200ကျော်ကနေ400ကျပ်ကျော်ဝန်းကျင်အထိဈေးနှုန်းတွေကျဆင်းလာတယ်လို့73စီတင်သွင်းတိုးလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ဒီကနေ့ထုတ်ပြန်တဲ့စာရင်းတွေရသိရပါတယ်။ဓာတ်ဆီ92ဈေးနှုန်းတွေဟာပြီးခဲ့တဲ့အပတ်ကတလီတာကို35ကျပ်အထိကျဆင်းခဲ့တယ်လို့အခုတပတ်မှာတော့205ကျပ်အထိဆက်လက်ကျဆင်းလာပါတယ်။
တလီတာကို30ကျပ်အထိကျဆင်းလာတဲ့95ဓာတ်ဆီဈေးနှုန်းတွေကတော့အခုတစ်ပတ်မှာလည်းတလီတာကို235ကျပ်အထိဆက်လက်ကျဆင်းလာပါတယ်။ပြီးခဲ့တဲ့အပတ်တွေကတလီတာကို65ကျပ်ကနေ135ကျပ်အထိမြင့်တက်ခဲ့တဲ့ဒီဇယ်နဲ့ပရီမီယံဒီဇယ်ဈေးနှုန်းတွေကတော့အခုတစ်ပတ်မှာတလီတာကို385ကျပ်ကနေ435ကျပ်အထိအသီးသီးပြန်လည်ကျဆင်းလာပါတယ်။ကမ္ဘာရေနံဈေးကွက်မှာတော့ဒီကနေ့မှာရေနံစိမ်းတစ်စီးကို93.43ဒေါ်လာအထိဈေးနှုန်းရှိနေပြီးတပတ်သားအတွင်း$5ဝန်းကျင်အထိပြန်လည်မြင့်တက်လာပါတယ်။ပြည်တွင်းကိုအသီးကတင်သွင်းနေတဲ့စင်ကာပူ73စီဈေးနှုန်းတွေကတော့ယမန်နေ့က92တဘာတွေကို$135ဝန်းကျင်95တဘာတွေကို$119ဝန်းကျင်10 ppm တဘာတွေကို$150ဝန်းကျင်အထိဈေးနှုန်းအသီးသီးရှိနေပါတယ်။အခုတပတ်အတွက်ပြည်တွင်း73စီရှိညွှန်းဈေးတွေကတော့92တလီတာကို4345ကျပ်95တလီတာကို4385ကျပ်ဒီဇယ်စီတလီတာကို4220ကျပ်ပရီမီယံဒီဇယ်စီတလီတာကို9135ကျပ်အထိဈေးနှုန်းတွေရှိနေတဲ့လို့သိရပါတယ်ရှင်။နိုင်တကာသတင်းတစ်ပုဒ်အနေနဲ့2026ကမ္ဘာဖလားအကျိုးပီရူးတို့၏ဘောလုံးစတေကာများစုဆောင်းလဲလှယ်ခြင်းတလေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2026 FIFA ကမ္ဘာဖလားပြိုင်ပွဲမတိုင်မီပီရူးမှာရိုးရာဓလေ့တစ်ခုဖြစ်တဲ့စတေကာများစုဆောင်းခြင်းနဲ့လဲလှယ်ခြင်းတို့ကိုပန်းချံတွေလမ်းမတွေမှာစုလာရပြုံးလိုက်ပြုလုပ်နေကြပါတယ်။ဘောလုံးဝါနာအိုတွေပီရူးမြို့တော်လီမာရှိကနန်တီပန်းချံမှာစုဝေးကြပြီးအဖွဲ့လိုက်ကမ္ဘာဖလားစတေကာအဗန်များကိုလှန်လှည့်ကြည့်ရှုကလိုအပ်တဲ့နံပါတ်များရှာဖွေကြပါတယ်။ပီရူးမိသားစုတွေဟာပြန်ပြအဖြစ်စတေကာတွေရဲ့အတွက်$250လောက်သုံးစွဲကြခါဘောလုံးအယူအမှုမြတ်လို့သူတွေကတော့ဒီလောက်နဲ့မလုံတော့ပါဘူးဒီစတေကာအဗန်ဆိုရင်တပတ်လောက်ပဲရှောင်းတာဖြစ်ပြီးဝယ်ယူထားတွေလဲလှယ်ထားတွေကနေပြီးပြည့်စုံဖို့အတွက်နောက်ထပ်$900လောက်သုံးစွဲဖို့လိုတယ်လို့ဒီမှာဒေသခံတအူးကပြောပါတယ်2026ကမ္ဘာဖလားပွဲကိုအမေရိကန်ကနေဒါမက္ကဆီကိုတို့ကပူးတွဲကျင်းပမှာဖြစ်ပြီးဇွန်လ17ရက်နေ့မှာစတင်ဖွင့်လှစ်ခါ48သင်းပါဝင်မှာဖြစ်ပါတယ်။ပီရူးလက်ရွေးစင်အသင်းကကမ္ဘာဖလားပြိုင်ပွဲမပါဝင်ရပေမဲ့ဒီကစားနည်းကတော့လူကြိုက်များနေဆဲဖြစ်ပါတယ်။ခန့်မှန်းချက်များအရဒီကစားနည်းကြောင့်ပီရူးမှာအိမ်နောက်စုအသုံးစရိတ်$တန်း230ခန့်ရှိလာနိုင်ပါတယ်လို့သိရပါတယ်ရှင်။ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစစ်ရဲ့နေ့စဉ်သတင်းအစီအစဉ်တို့ပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့သူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျွန်မကတော့မြမိုးထပ်ပါ။